ကလေး၃ယောက်ကအသိရဲ့ဘဝအသိရဲ့အသက်ပါအသိဟာပညာမတတ်ခဲ့တော့တူတွေတူမတွေကိုပညာတတ်ကြီးတွေဖြစ်အောင်ပံ့ပိုးပေးခြင်းနဲ့ဒီအကျွဲသိမ့်သိမ့်တို့ရဲ့ကျမတို့ရဲ့တိုင်းဆောင်မအောင်နဲ့သူတို့လေးတွေအဆင်ပြေတယ်ဆိုရင်လည်းအသိကျင့်တတ်ပါတယ်နာချလိုက်တာဒီကလေး၃ယောက်ကအသိရဲ့ဘဝအသိရဲ့အသက်ပါအသိဟာပညာမတတ်ခဲ့တော့တူတွေတူမတွေကိုပညာတတ်ကြီးတွေဖြစ်အောင်ပံ့ပိုးပေးခြင်းနဲ့